မင်္ဂလာပါဖလတ်မြန်မာ channel ကနေကြိုဆိုလိုက်ပါတယ်မြန်မာရိုးရမိနစ်တဲ့လေးမှာထူးဆန်းတဲ့တာမြင့်ချက်တွေအများကြီးရှိပါတယ်အဲ့ဒီတဲမှာစိတ်ဝင်စားစရာအကောင်းဆုံးကတော့ယောက်ျားလေးမွေးထားတဲ့မိခင်နဲ့မိန်းကလေးမွေးထားတဲ့မိခင်ဟာကြမ်းတခင်နဲ့ဖြာတစ်ချက်တဲမှာတူတူထိုင်လို့မရဘူးဆိုတဲ့အချက်ပါတကယ်လို့ထိုင်မင်းဘုံကန်တွေရောကုန်မယ်ကလေးတွေကျမ်းမာရေးထိခိုက်မယ်လို့လူကြီးတွေကဟန်တာတတ်ကြပါတယ်ဒါအတမန်ကျင်းတော့ခွဲခြားဆက်ဆံမှုလို့ထင်ရပေမဲ့ရှေးလူကြီးတွေဒီလိုတာမြင့်ခဲတဲ့နောက်ွယ်မှာတော့ထူးခြားတဲ့အကြောင်းရင်းတွေရှိနေပါတယ်ဒါတကယ်ပဲဘုံကန်နဲ့ဆိုင်တာလားဒါမှမဟုတ်ရှေးခေတ်ကကျမ်းမာရေးလုံခြုံမှုအတွက်ဖန်တီးခဲ့တဲ့နည်းလမ်းတစ်ခုလားဒီနေ့ဗီဒီယိုမှာတော့ဒီယူဆရဲ့အရင်းမြစ်ဘုံဆိုတဲ့ယူဆကဒီနေရာမှာဘယ်လိုလှုပ်တယ်လဲဆိုတာနဲ့တစ်တစ်စေပညာရဒါကိုဘယ်လိုမြင်တယ်လဲဆိုတာကိုသမိုင်းပညာပေးရှုထောင့်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်းမယူဆမှာယောက်ျားလေးကိုဘုံကြီးသူလို့သတ်မှတ်ပြီးတော့မိန်းကလေးကိုဂုံရှိသူလို့သတ်မှတ်ကြပါတယ်ကလေးတယောက်မွေးဖွားလာတဲ့အခါမှာအဲ့ဒီကလေးရဲ့ဇာတာနဲ့ဘုံကန်ဟာမိခင်အပေါ်မှာလွှမ်းမိုးနေတယ်လို့ယုံကြည်ကြပါတယ်။ယောက်ျားလေးမွေးတဲ့မိခင်မှာယောက်ျားလေးရဲ့ဘုံရှိနေပြီးတော့မိန်းကလေးမွေးတဲ့မိခင်မှာမိန်းကလေးရဲ့အနွယ်ရှိနေတယ်လို့ယူဆကြတာကြောင့်ဒီနှစ်ခုရောရှက်သွားရင်ကလေးရဲ့ဇာတာညှိုးနှံတတ်တယ်လို့ရှေးလူကြီးတွေကစိုးရိမ်ခဲ့ကြတာပါ။နောက်ထပ်ယူဆတစ်ခုကတော့ဓာတ်ပါပဲ။မွေးကင်းစားကလေးငယ်တွေရဲ့ဓာတ်ဟာအင်မတန်နုနယ်ပါတယ်။ယောက်ျားလေးတက်အပူအမာနဲ့မိန်းကလေးတက်အေးအပျော်ရှိတဲ့မိခင်နှစ်ယောက်နီးနီးကက်ကက်ထိုင်မိရင်တိုက်ရိုက်ပြီးကလေးတွေဖျားနာတတ်တယ်။မခယူထားတတ်တယ်လို့ယူဆခဲ့ကြပါတယ်။သမိုင်းပညာရှင်တွေနဲ့ဆေးပညာရှင်တွေကတော့ဒီယူဆကိုတခြားရှုထောင့်ကနေမြင်ပါတယ်။ရှေးခေတ်ကအခုခေတ်လိုကာဝယ်ဆေးတွေပိုးသက်ဆေးတွေမရှိပါဘူး။မွေးကင်းစကလေးတွေဟာယောဂကူးစက်ဖို့အလွန်လွယ်ကူပါတယ်။မိခင်နှစ်ယောက်တူတူထိုင်နေဆိုတာကလေးနှစ်ယောက်ကိုနီးကပ်စေတာပါပဲ။တကယ်လို့ကလေးတစ်ယောက်မှယောဂပိုးရှိနေရင်နောက်တစ်ယောက်ကိုအလွယ်တကူကူးစက်နိုင်ပါတယ်။ဒါကြောင့်တူတူမထိုင်ရဘူးလို့တားမြစ်ခြင်းကယောဂကူးလူချင်းကိုကာကွယ်ဖို့အတွက်အထူးအောင်ဆုံးနည်းလမ်းတစ်ခုဖြစ်ခဲ့တာပါ။မိနစ်တည်းဆိုတာသွေးနုတာနုဖြစ်တာကြောင့်တန်ရှင်းမှုကအဓိကပါ။တယောက်နဲ့တယောက်သုံးဆောင်တွေနေရာထိုင်ခင်းတွေရောနှောခြင်းဟာပိုးဝင်နိုင်ခြင်းကိုမြင့်တက်စေပါတယ်။ဘုံနှိမ့်မဲ့ဆိုတဲ့စကားလုံးဟာလူတွေလိုက်နာဖို့အတွက်အင်မတန်ထိရောက်တဲ့ချိန်ချောက်မှုဖြစ်လို့ဒီစကားလုံးကိုသုံးပြီးတော့တန်ရှင်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းခဲ့တာဖြစ်နိုင်ပါတယ်။ဒီဒလေးကနေတဆင့်မျိုးသမီးတွေဟာမိနေကန်ထဲမှာစီကံတကြနေထိုင်တက်လာကြပါတယ်။ဒါဟာမိခင်တစ်တွေအတွက်တယောက်နဲ့တယောက်အကွာဝေးထားရှိပေးခြင်းနဲ့စိတ်အေးချမ်းချမ်းနားယူနိုင်အောင်ဖန်တီးပေးတဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ဆေးပညာတိုးတက်လာပြီဖြစ်လို့ဒီလိုတူတူမထိုင်ရဘူးဆိုတဲ့အယူဆသိပ္ပံနည်းကြမမှန်ကန်တော့ပါဘူး။ဒါပေမဲ့တန်ရှင်းမှုနဲ့ယောဂပိုးမကူအောင်ဂရုစိုက်မှုဆိုတဲ့အခြေခံစိတ်ဓာတ်ကိုတော့ကျွန်တော်တို့ဆက်လက်လေးစားသင့်ပါတယ်။အချို့အဖြစ်ဆိုရရင်ယောက်ျားလေးမွေးတဲ့မိခင်နဲ့မိန်းကလေးမွေးတဲ့မိခင်တူတူမထိုင်ရဘူးဆိုတာဟာရှေးခေတ်ကကလေးငယ်တွေရဲ့ကျန်းမာရေးကိုအကြောက်တရားသုံးပြီးကာကွယ်ပေးခဲ့တဲ့ delay တစ်ခုသာဖြစ်ပါတယ်။ဘုံကနေသွားမှကိုစိုးရင်စရာမလိုသလိုခွဲခြားဆက်ဆံခံရတယ်လို့လည်းမယူဆစေချင်ပါဘူး။အရေးကြီးဆုံးကတော့မိခင်နဲ့ကလေးကျန်းမာဖို့ပါပဲ။အယူဆတွေကိုအကန့်ယုံကြည်တာထက်အကြောင်းရင်းကိုရှာဖွေပြီးဉာဏ်နဲ့ရှင်ပြီးဆင်ခြင်ကြပါလို့တိုက်တွန်းချင်ပါတယ်။ဒီဗီဒီယိုလေးကနေရှေးရိုးစဲယူဆတစ်ခုရဲ့နောက်ွယ်ကအကြောင်းရင်းကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုကိုလိုက်လုပ်ပြီးတော့တင်ရဲ့ပေးကြုံကိုလည်း comment မှာရေးပေးခဲ့နိုင်ပါတယ်။အားလုံးပဲကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့ကြောင်းရိုင်းနဲ့တူပြန်လာခဲ့ပါမယ်